ပါဝင်တဲ့သူတွေနဲ့ပြီးတော့တည်တဲ့အကြောင်းအရာတွေကိုမိတ်ဆက်ပေးတဲ့အခမ်းအနားပေါ့ဟုတ်ကိုရိုင်းရောဒီငါးကမှာပဲခန်းခန်းနာတောင်းဖြစ်တယ်ကျွန်တော်တို့ဘယ်သူမှမသိသေးဘူးဗျဟုတ်ဟိုတေချာကျွန်တော်တို့ဘာမှဘယ်သူကဘာ character ဆိုတာတေချာမပြောသေးဘူးတိုက်တော့ဟုတ်ကဲ့အဲ့လိုပါပဲဘယ်သူမှအကုန်မသိသေးတာဘယ်သူမှမသိသေးတာဟိုကိုရွှေမန်းကအကုန်လုံးကိုလှုပ်ပတ်ထားကောင်းပါအောင်မင်းဆက်ဆိုတာလေနော်မသမိုင်းမှာအများကြီးကြီးကျယ်တယ်ဒါရဲ့တရားနိုင်ငံကိုပြောလို့ရတယ်နော်ဒီထဲမှာလိုမျိုးဒီဥစ္စာရိုက်မယ်ဆိုတာလည်းဘယ်လောက်ကြီးဖြစ်ရလဲဒီလိုမျိုးစိတ်ကူကစဉ်းစားတာတော့လွယ်တယ်ပေါ့နော်ဒါပေမဲ့တကယ်ဖြစ်လာဖို့ဆိုတာအရင်ခက်ခဲပါတယ်အခမ်းအနားလေးစတင်တယ်ဆိုတာစလုံးကြီးစအဆင်မရှိပါသေးတယ်ဒါကရိုက်ကမဲ့ကားအကြီးတွက်လည်းများတယ်ပါဝင်မဲ့တရုပ်ဆောင်လည်းများတယ်ကျွန်တော်ကလူလည်းပါဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့စိတ်လှုပ်ရှားမှုရှိတယ်အားလုံးကလည်းဒီအပေါ်မှာစိတ်ဝင်စားမှုရှိနေကြတယ်ကျွန်တော်တို့ကိုယ်၌လည်းစိတ်ဝင်စားမှုရှိကြတယ်ဒါဒါရိုက်တာနဲ့အတူတူဒီပညာရှင်တွေနဲ့ပူးပေါင်းပြီးတေချာလေးလှုပ်ဆောင်နေရတာသိရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပေါ်မှာဘယ်လိုမျိုးအရာတွေထွက်ပေါ်လာမလဲဆိုတာတော့ကျွန်တော်တို့ကိုယ်၌ကလည်းစောင့်ကြည့်နေစေရင်ခုန်နေစေအနေအထားတစ်ခုမှရှိပါတယ်ဒီလိုစိတ်ကူးမျိုးကိုစဉ်းစားပြီးတော့ပုံဖော်ခဲ့တဲ့ကိုရှင်မန်းကိုလည်းဒါဗမာ appreciate လုပ်ပါတယ်ပြီးတော့အခုကျွန်တော်တို့ဒါဒီစိတ်ကူးကအခုမှစတင်ခဲ့တာမဟုတ်ဘူးသူလွန်ခဲ့တဲ့2 နှစ်လောက်တည်းက project plan ကိုစပြီးတော့တည်ဆောက်ခဲ့တာပေါ့နော်ဒီအတွက်ကြောင့်မို့ဒီကားကြီးတွေရိုက်ကူးပြီးဖို့အတွက်ကလည်းကြာအောင်ပါပါအချိန်ကြီးအားဖြင့်လည်းအများကြီးကြာမှာဖြစ်တယ်လို့ငွေကြေးအားဖြင့်လည်းအများကြီးကုန်ကြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရုပ်ရှင်သမိုင်းရဲ့အရွေးတစ်ခုဖြစ်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်ငယ်တော့ကိုမြမသမိုင်းကိုသင်တဲ့ခါမှာပေါ့နော်ကိုအားကြရတဲ့မင်းဆိုရင်ဘယ်မင်းဖြစ်မလဲအားကြရတဲ့မင်းကတော့အကုန်လုံးကတော့သူ့မှနေသူစွမ်းဆောင်ရည်ပြေးသွားတဲ့မင်းတွေပဲဖြစ်ပါတယ်ဒီထဲမှာမှကျွန်တော်သဘောကျတာဆိုလို့ရှိရင်ဒါရှိပါတယ်မင်းသားတွေအများကြီးရှိပါတယ်မင်းသူတယောက်ကမှတော့ကျွန်တော် mention မလုပ်တော့ဘူးပေါ့နော်။ဟုတ်ဆိုဒီ character တွေမှာလည်းအများကြီးရှိနေဖြစ်တဲ့ကြောင့်ဘယ်လိုမျိုးလာမလဲဆိုတော့မသိဘူးကျွန်တော်သဘောကျဆုံးတော့ဒါကျွန်တော်ကနောင်မင်းသားယူတော့သဘောကျဆုံးတော့သူရဲ့ဒီထွင်နိုင်စွမ်းနဲ့စိတ်ကူးကူးမြုံနိုင်စွမ်းကအများကြီးအခြားသောမင်းတွေထက်ဒါမတွေးတဲ့အရာတွေတွေးတယ်မတွေးတဲ့အရာတွေတီထွင်ခဲ့တယ်ဆိုတော့ဒီအရာကိုကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တယောက်တည်းအမြင်ကတော့ကျွန်တော်သဘောကျတယ်ကိုရိုင်းနာဒီကုန်းပေါင်မင်းသက်ရုပ်ရှင်မှာကနောင်မင်းသားဖြစ်ခွင့်ရခဲ့မှာဆိုတော့အန်ဒီ okay ပါတယ်ကျွန်တော်တို့ကဒါကဒီကားကိုစပြီးတော့ကျွန်တော်တို့ကိုပြောကြတဲ့ကမိသည့်နေရာပဲဖြစ်ဖြစ်ကျွန်တော်တို့ပါဝင်ကူညီပေးသွားဖို့အတွက်အစဉ်သက်မှာပဲဒီအတွက်ကြောင့်မလို့ဒီအောင်ရိုက်ကူးရဲဆိုရင်ကျွန်တော်တို့ကအမှုပညာကြီးတွေတခြားသောအရာတွေအားလုံးကကျွန်တော်တို့ဘာမှကြည့်နေမှာမဟုတ်ဘူးဒါရုပ်ရှင်သမိုင်းအရွေးတစ်ခုမှာကျွန်တော်တို့ရုပ်ရှင်လောကသားတယောက်အနေနဲ့ဒီဟာလေးမှာပါဝင်ထားခဲ့တယ်ဆိုတော့မမ်မူဒီလေးကြံခဲ့ရပြီပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့မိသည့်မင်းပဲဖြစ်ဖြစ်မိသည့် character ပဲဖြစ်ဖြစ်ဟိုဒီကားတွေမှာမပါဝင်ခဲ့ရင်တော့မှနောက်ကမှဘယ်လိုပဲဖြစ်ဖြစ်ကူညီပေးခွင့်ရအောင်မကူညီပေးမှာပါ